ဒီနေ့သင်ပေးမယ့်အကြောင်းအရာကတော့ verb to be အကြောင်းဖြစ်ပါတယ်အဲ့တော့ဒီမှာသင်မဲ့ verb to be ကကြတော့အခုဒီ beginner level ပေါ့နော် beginner level ဖြစ်တဲ့အတွက်ကြောင့်မလို့ I ရဲ့ verb to be ကိုเนาะ I ရဲ့ you ရဲ့ဒီနှစ်ခုနဲ့တွဲတဲ့ verb to be လေးတွေကိုပြောပြပေးမယ်ပေါ့နော်ဆိုတော့အဲ့တော့ I ရဲ့ you ရဲ့ကိုဘယ် verb to be နဲ့တွဲလဲဆိုတာကိုဒီအရင်ဦးဆုံးဒီဥပမာလေးတွေနဲ့ကြည့်လိုက်ကြရအောင်ပါဥပမာဆိုလို့ရှိရင်ဒီမှာပထမဆုံးစာကြောင်းမှာရေးထားတယ် I เนาะဒီမှာ am ဟလား I ကိုထားဆိုလို့ရှိရင် am နဲ့တွဲထားပါပေါ့နော် I am အင်းငိမ့်သူကျမကအင်းငိမ့်သူဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာပြောထားတဲ့ဒီ I နဲ့ you နဲ့ထဲမှာ I ပေါ့နော်အရင်ဆုံး I တောင်းပြောထားပါတယ်အဲ့တော့ I ကို am ဒါမှမဟုတ်လို့ရှိရင် apostrophe am ဟလားအစားရှိရဲ့စလုံးလေးနဲ့တွဲရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ verb to be I နဲ့တွဲရတဲ့ verb to be ကအမြဲတမ်း am သို့မဟုတ် apostrophe am ဖြစ်ပါတယ်I am အင်းငိမ့်သူเนาะနောက်တစ်ခုကဒီမှာနောက်တစ်ခုလာပါမယ်တော့အငင်းပေါ့เนาะဒီမှာပြောထားတာကတော့အငင်းဝါကြပေါ့အမှလည်းပဲတူတူပါပဲ I ရဲ့နောက်ကနေပြီးတော့မှဒီမှာ am ဆိုတာလေးနဲ့တွေ့ထားပါတယ်နောက်တစ်ခုကတော့ I am not here on holiday အဲ့တော့ဒီစာကြောင်းမှာကတော့ဒါကအငင်းဝါကြပေါ့နော်ဆိုတော့ဒီမှာဗါတဲ့ holiday ဆိုတာကတော့အားလက်ရဲ့အပန်းဖြေခီးပေါ့နော် I am not here on holiday ဆိုတော့ကျမကဒီကိုအားလက်ရဲ့အပန်းဖြေခီးအတွက်လာတာမဟုတ်ပါဘူးလို့ပြောတာပါနော်အဲ့တော့ဒီမှာ not လား not ဆိုတဲ့စလုံးလေးကိုထည့်ပြီးတော့မှသူကပြောထားတာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာနောက်ဆုံးတစ်ခုဒါကတော့နှစ်ယောက်လူက A နဲ့ဒီမှာ B နဲ့ပေါ့နော်သူတို့နှစ်ယောက်အပြန်အလှန်ပြောတဲ့ပုံစံရေးထားတာ Are you here to study STUD1 study စာပေလေ့လာသည်ပေါ့နော်စာလေ့လာသည်စာလေ့လာတဲ့ကြောင်းတက်တယ်လားအစရှင်းအဲ့လိုမျိုးကိုပြောတာပေါ့နော်အဲ့တော့ဒီမှာ you အခုအတက်တင်မှာကဒီမှာ you ပေါ့နော် you ဆိုလို့ရှိရင်တော့ R နဲ့တွေ့ပါတယ်ဒီမှာကတော့မေခွန်းဝါကြပုံစံနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ R ကိုအရှိကိုထုတ်ထားပါတယ် Are you here to study နေရာဒီကိုစာလေ့လာဖို့လာခဲ့တာလားပေါ့နော်ဆိုဟိုတယောက်ကဟုတ်တယ်ဆိုတော့ yes I am ဆိုပြီးတော့မှပြောထားပါတယ်ဟုတ်ပါတယ်ပေါ့နော်ကျွန်တော်ကဒီကိုစာလေးလာပူလာခဲ့တာပါပေါ့နော်ဒီမှာက I ကတော့ထုံးစံအတိုင်းပဲ am နဲ့တွေ့ထားပါပေါ့နော်ဆိုတော့အဲ့တော့ဒါဆိုလို့ရှိရင်လက်ရှိမှာဒီဥပမာလေးစာကြောင်းလေးတွေကိုအရင်ဆုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ I ကို am နဲ့တွေ့ပါတယ်ဒါကရိုးရိုးဝါကြပါဒါကအငင်းဝါကြပါပြီးတော့လို့ရှိရင် you ကိုတော့ R နဲ့အမြဲတမ်းတွေ့ပါတယ်နော်ဒါကဥပမာစာကြောင်းလေးတွေပါသူနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်ကလေးတွေကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်